အားလုံးပဲမင်္ဂလာပါခင်ဗျာရဲလျံဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook အသုံးပြုတဲ့မိတ်ဆွေတွေအတွက်ကိုယ့်ရဲ့ဖုန်းထဲမှာသုံးခဲ့ဘူးသမျှ Facebook ကောအားလုံးရဲ့ password တွေအားလုံးကိုကျွန်တော်မေ့နေရဆိုရင်တနေရာတွေကနေအလွယ်တကူပြန်ကြည့်လို့ရမယ်နီလန်းလေးကိုအစားဆုံးရှင်းပြပြီးတော့မှာဖြစ်ပါတယ်တခါတရံကြရင်ကျွန်တော်အရင်တော့အသုံးပြုခဲ့တဲ့ Facebook ကောက်တွေပဲဖြစ်ဖြစ်အခုလက်ရှိအသုံးပြုနေတဲ့ Facebook ကောက်ကိုပဲဖြစ်ကျွန်တော် password တွေမေ့နေတဲ့အခါမျိုးမှာဆိုရင်ဒီနီလန်းလေးနဲ့အလွယ်တကူပြန်ကြည့်လို့ရပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိရဲ့ဒီ Chrome browser တွေကိုအရင်ဆုံးဝင်ရမှာပေါ့နော်ဒီ Chrome browser တွေကိုအရင်ဆုံးသွားလိုက်ပါခင်ဗျ Chrome browser တွေကိုရောက်ပြီဆိုရင်ကျွန်တော်ပထမဦးဆုံးအနေနဲ့ဘာလုပ်ပြရမလဲဆိုရင်ကျွန်တော်ဒီနေရာမှာ Gmail အကောင့် login ဝင်တဲ့နေရာလေးရှိရပေါ့နော်အဲ့ Gmail ကတော့ကျွန်တော်တို့ဖုန်းထဲမှာအမြဲတမ်းအသုံးပြုတဲ့ Gmail ဖြစ်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့အခုအနီဝိုင်းမိမြားလေးထုတ်ပြပေးထားတဲ့ profile လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့အဲ့မှာ Gmail က login ဝင်ရသေးဘူးဆိုရင်အဲ့နေရာလေးကို Gmail က login ဝင်ပေးလိုက်ပါကျွန်တော်အမြဲတမ်းအသုံးပြုနေတဲ့ Gmail ဆိုရင်ပို့ပြီးတော့အဆင်ပြေပါတယ်အဲ့နေရာလေးကိုနှိပ်ဝင်ပေးလိုက်ပါနော်ကျွန်တော်ကတော့ Gmail ကတော့မဝင်ပြတော့ဘူးပြီးပြီဆိုရင်ကျွန်တော် Gmail က login ဝင်ပြီးပြီဆိုရင်ကျွန်တော်ဒီတောင်းမှာရှိတဲ့ဒီအဆက်လေး30ပေါ့နော်ဒီကျွန်တော်မြားထုတ်ပြပေးထားတဲ့တောင်းကအဆက်လေး30ကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျဒီအဆက်လေး30ကိုတစ်ချက်နှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီဘေးမှာ setting ဆိုပြီးတော့ဒီ setting icon လေးနဲ့ပေါ့နော်ဒီ setting ဆိုတာလေးကိုထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ခင်ဗျအဲ့ setting ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျsetting ဆိုတာလေးကိုနှိပ်လိုက်ရင်ကျွန်တော်အမြဲတမ်းအသုံးပြုနေတဲ့ Gmail ကိုကျွန်တော်ဟုတ်မဟုတ်ကိုဒီမှာအလွယ်ကူကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်မဟုတ်ဘူးဆိုရင်လည်းအဲ့ Gmail နေရာလေးကိုနှိပ်ပြီးတော့ log out လုပ်ပြီးတော့ကျွန်တော်အမြဲတမ်းအသုံးပြုနေတဲ့ Gmail ကို sign in ဝင်ပြီးလို့ရပါတယ်ခင်ဗျာကျွန်တော်တော့ဒါအမြဲတမ်းအသုံးပြုနေတဲ့ Gmail ပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်အောက်ကိုနည်းနည်းဆွဲလိုက်ပါဗျအောက်ကိုနည်းနည်းဆွဲလိုက်ရင်ဒီမှာ Google Password Manager ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ခင်ဗျာဒီ Google Password Manager ဆိုတာလေးပေါ့နော်အဲ့ဟာလေးကိုတွေ့အောင်ရှာလိုက်ပါရှာပြီးရင်အဲ့ဟာလေးကိုတစ်ချက်နှိပ်ပြီးလိုက်ပါခင်ဗျာဒီနေရာမှာကျွန်တော်တို့ Google Password Manager ဆိုပြီးရှာလိုက်တယ်ဒီမှာအများကြီးဒီလိုမျိုးပေါ်လာပါလိမ့်မယ်အဲ့အများကြီးတွေကမှာကျွန်တော်တို့က Facebook Password ကိုပဲကျွန်တော်ကသိကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအပေါ်မှာ search box လေးရှိရပေါ့နော်ကျွန်တော်အခုလေးတော့အနီလေးဝိုင်းပြီးတော့ဒီမြားလေးထုတ်ပြပေးထားတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျအဲ့နေရာလေးကိုတစ်ချက်နှိပ်ပြီးကျွန်တော် Facebook လို့ရေးရှာလိုက်ပါ FACFACBOK ပို့ပေါ့နော် Facebook လို့ရေးရှာလိုက်ရင်ကျွန်တော်ဒီအောက်မှာ facebook.com ဆိုပြီးတော့ပေါ်လာပါလိမ့်မယ်ခင်ဗျဒီလိုမျိုးလေးပေါ့နော်အဲ့ facebook.com ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြီးလိုက်ပါခင်ဗျဒီနေရာမှာမိတ်ဆွေတို့ကဖုန်းဆက်ခရင်ကမဲနေမလားတော့မသိဘူးကျွန်တော်ဘာလို့ခိုင်းတာလဲဆိုရင်အဲ Facebook ဆိုတာလေးကိုနှိပ်လိုက်ရင်သူကကိုဖုန်းမှာရှိတဲ့ user log ကိုဖွင့်ခိုင်းပါလိမ့်မယ် finger ဆိုလဲ finger ကျွန်တော်ပတ်တန်ဆိုလဲပတ်တန်ပင်ဆိုလဲပင်ပေါ့နော်အဲ log လေးကိုတစ်ချက်ဖွင့်ပေးလိုက်ပါဖွင့်ပေးလိုက်ပြီဆိုရင်တော့ကျွန်တော်ဒီလိုမျိုးတန်းစီပြီးတွေ့ရပါလိမ့်မယ်ကျွန်တော်ဒီနေရာမှာကိုဖုန်းထဲမှာအသုံးပြုခဲ့တဲ့ Facebook ကောဘယ်နှခုကိုပြန်ကြည့်လို့ရမလဲဆိုတာပါကျွန်တော်ဒီနေရာမှာတစ်ခါလေးကြည့်လို့ရရပါတော့ဒါဆိုရင်ကျွန်တော်ဆိုရင် Facebook ကော19ခုပေါ့နော်အကောင့်19ခုကိုပြန် password ပြန်ကြည့်လို့ရရဆိုရအနေထားပါဒီနေရာမှာ3ကောက်လို့ပုံနေဆိုရင်ဒါ Facebook ကော3ခုကိုကျွန်တော် password ပြန်ကြည့်လို့ရရဆိုရအနေထားပါနော်ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးဒီလိုမျိုးလေးပေါ်လာပြီဆိုရင်ရပါပြီခင်ဗျာကျွန်တော်ဘယ်လိုမျိုးကြည့်ရမှာလဲဆိုရင်ကျွန်တော်ဒီမှာပေါ့နော် sample တစ်ခုပြပေးမယ်ဒီအကူနည်းနည်းဆွဲလိုက်ရင်ဒီမှာကျွန်တော်တို့ကြည့်ကျင်တဲ့ Facebook အကောင့်ရဲ့ Gmail ကိုကျွန်တော်တို့ဒီအပေါ်မှာတွေ့နိုင်တယ်ပေါ့နော်ဒါ Facebook ကောက်ဖွင့်ထားတဲ့ Gmail ပေါ့နော်ဒါမှမဟုတ်ဖုန်းနံပါတ်ဆိုလဲဖုန်းနံပါတ်နဲ့ပေါ့နော်မှာပုံနေပါလိမ့်မယ်ဗျဒါဆိုရင်အဲ့ဒီ Facebook ကောက်ရဲ့ကျွန်တော်တို့ password ကိုဒီ Gmail နဲ့ဖွင့်ထားတဲ့ Facebook ကောက်ရဲ့ password ကိုသိကျင်တယ်ဆိုရင်ဒီအောက်မှာရှိရဲ့ဒီအဆက်ကလေးတွေပဲပေါ်နေတာပေါ့နော်ဒီအဆက်ကလေးပဲပေါ်နေတဲ့ဒီနောက်မှာရှိရဲ့ဒီမျက်လုံးပုံစံလေးကိုတစ်ချက်နှိပ်ပြရမှာဖြစ်ပါတယ်ဗျဒီမျက်လုံးပုံစံလေးကိုတစ်ချက်နှိပ်ပြလိုက်ပါဒီမျက်လုံးပုံစံလေးပေါ့နော်မျက်လုံးပုံစံလေးကိုနှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ password ကိုကျွန်တော်တို့ဒီမှာဒီလိုမျိုးအလွယ်တကူတွေ့မြင်နိုင်ပြီပဲဖြစ်ပါတယ်ဗျဒီလိုမျိုးအလွယ်တကူတွေ့မြင်နိုင်ပြီပဲဖြစ်ပါတယ်အခြားGmail နဲ့ဖွင့်ထားတဲ့ Facebook ကောက်တွေကိုလည်းကျွန်တော်အလွယ်တကူဒီမှာဝင်ပြီးတော့ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်ဗျဒီလိုမျိုးအလွယ်တကူဝင်ကြည့်လို့ရပါတယ်ဒီနီလန်းလေးကလူတိုင်းရနိုင်တယ်လို့မဆိုလို့ပေမဲ့ရောက်100မှာရောက်80လောက်တော့ရနိုင်ပါတယ်ဘာကြောင့်လဲဆိုရင်အခုနောက်ပိုင်းပေါ့နော်အခုနောက်ပိုင်းမဟုတ်ပါဘူးလွန်ခဲ့တဲ့3နှစ်လောက်ကတည်းကကျွန်တော်တို့ဒီဖုန်းမှာဖြစ်ကွန်ပျူတာမှာဖြစ်ဖြစ်ဒီ Gmail ကောက်တွေသုံးနေဆိုရင်ဒီအကောင့်တစ်ခုခု log in ဝင်ပြီဆိုတာနဲ့ password ကိုသူက auto save ပေါ့နော်ဒီ auto save မလားလို့မေးတယ်အဲ့ဟာကိုကျွန်တော်တို့ကတစ်ခါ save လိုက်တာနဲ့နောက်ပိုင်းမှာ auto save သွား auto save ပြီးမှတ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနီလန်းလေးကဒါမိတ်ဆွေတို့အတွက်သုံးတက်မယ်လို့မျှော်လင့်ပါတယ်ဒါကကျွန်တော်ဖုန်းမှာပဲမဟုတ်ဘူးပေါ့နော်ကွန်ပျူတာမှာလည်းဒီနီလန်းအတိုင်းပြန်ကြည့်လို့ရပါတယ်ကို Facebook ကိုယ့်ရဲ့ Facebook ကောက် password တွေကိုမေ့နေဆိုရင်ဒါအလွယ်ကူဆုံးပြန်ကြည့်လို့ရမယ်နီလန်းလေးပဲဖြစ်ပါတယ်ဗျနောက်ထပ်နီလန်းတွေလည်းရှိသေးရပေါ့နော်နောက်ထပ်နီလန်းတွေကိုကျွန်တော်နောက်ထပ်ဗီဒီယိုလေးနဲ့ဆက်ပြီးတင်ပြီးသွားပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ဒုချင်းတွေကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ